ခုဘလော့လေးကတော့ကင်ပြည်မှာနေတဲ့ကင်သားလေးတော့မှမရောက်ဘူးတဲ့ကင်ပြည်နယ်ရဲ့ free မှာဖြစ်ဆုံးကြုံထွက်ရေတကောင်သွားမှဖြစ်သွားတယ်ဆက်လက်ရှူစားပြီးလိုက်ခဲ့ပါခင်ဗျာကားမောင်းတဲ့ခေါင်းလေးကားသမားလေးချာမိမိုင်းနဲ့အိတ်လိုက်တာပဲရှိတယ်ချစ်မပါဘူးနင်းတဲ့လိုမျိုးစိတ်ခံစားချက်ကဖြစ်မလာဘူးဒါကိုမင်းတိလာလျှော့ဒီလိုနေတာကdriver ကိုကျွန်တော်တို့ကားမောင်းတဲ့အတွက်စာကျွေးတာပါစာကျွေးတာပါနေ့တည်းကြည့်ကြပါလိမ့်ကျွန်တော်ကရန်ဝေးပါတယ်အခုမှတောင်ကလေးဝိုင်းမဲ့ရောက်ပါသေးတယ်တောင်ကလေးရရင်ပြီးတော့ကျုံတော့တော့ဆိုကြားမှာမြိုင်းမှုဖြတ်ကြအောင်မယ်တနားရီခွဲလောက်ဆက်မောင်းရပါအောင်မယ်ဒီမှာပါကားမောင်းတဲ့ကောင်လေးပါဘာညာတွေကွာဘာညာရောတည့်ရပါလားကင်းစိမ့်မှာနွားလေးမျက်စားနေပါတယ်လမ်းတွေကရှိုးလိုက်တော့နော်ဒီလိုလမ်းတွေကိုကူးတကားကြီးသွားပြီးတော့ရေတကောင်မှာသွားရတယ်ကြည့်လိုက်လမ်းတွေချင်းအော်ရောရိုလာကိုစတာစီးနေရတယ်လို့ပဲဆိုလို့ရှိရင်တော့ကားစီးလာတာတနားရီလောက်ရှိပါပြီနောက်ထပ်နားရီကတော့ထပ်မောင်းပြီးလို့ရှိရင်တော့အော်မလေးရောက်ပါတော့ခင်ဗျအမလေးကားကလည်းစကောဖြူတဲ့စီးလေးထဲလိုက်တယ်လို့ပဲဒီလိုမျိုးကြမ်းတမ်းခီးဖြတ်ပြီးတော့တကူတော့သွားလာနေရခင်ဗျအမမမြင်ရတဲ့ဖုန်တလောင်းလောင်းထဲမှာသွားလာနေရတော့ခင်ဗျအကြည့်ပါအောင်ခင်ဗျအားလို့ကိုရဲ့ site ကြီးရှိနေ fashion နေတာမပြတ်တာဘာညာပေါ့ဂျိုင်းတွေခွက်တွေပါခင်ဗျဒီလိုလမ်းတွေပါကြည့်ပါဒါတော်တော်လေးခီးရောက်ခဲ့ပြီပါဗျာ finally အိုးမလေးဒီလောက်နေတဲ့ဟိုက်ချက်တာအောက်တိုက်တယ်ဆိုတော့ကားလေမင်းတို့ဟန်ဆောင်ရထင်းနေမှာတကယ်တော့ဒီလောက်ကိုဆိုးတာဒီလမ်းနဲ့ဘောခင်ဗျာရှူကင်းကိုနော်ကျွတ်ထနေရပဲဟိုကဒီလိုမျိုးတောင်တက်လမ်းတွေရောမောင်းရပါတယ်ခင်ဗျာတောင်တက်လမ်းတွေကိုရှယ်ဖြုတ်နေတဲ့ကင်ပြည်နယ်သားလေးပါရှာကြီးဆိုင်ပြီးမောင်းနေရလမ်းနေထားရပါလုံးဝအစင်းကွေတက်ဆေးတွေပါလုံးဝအနေများပါတယ်တောင်စင်းအောင်မှာလုံးဝတေချာလေးကို safety ဖြစ်အောင်မောင်းနေပါ fighting brother fighting ဒီအရှိတောင်တက်လန်းပြီးလို့ရှိရင်ကြုံထော်ရေတကွန်ရောက်ပါပြီခင်ဗျာခဏတာပဲလိုပါတော့တယ်အဲ့ပြီးတော့ကြုံထော်သွားရဲ့လမ်းကြီးကစုပေါင်း2နာရီခွဲကျော်လောက်ကြာပါတယ်ဒီသွားရဲ့လမ်းလည်းတော်တော်လေးကျန်းလို့တော်တော်လေးဝေးပါတယ်ဂိတ်ပေါင်းများစွာလည်းဖြတ်တန်းပြီးသွားရပါတယ်တော်တော်လေးခက်ခဲတဲ့ခီးတစ်ခုလို့ပြောရပါဘူးခင်ဗျာဂျူရီရောက်ပါပြီခင်ဗျာရောက်ပါပြီဆုံးတော့3နာရီကျော်ကြာရဲ့ခီးရောက်ရှိပါပြီအကောင်းဆုံးကားမောင်းတဲ့ညီလေးပဲကျေးဇူးတင်ပါတယ်လို့ဒီလမ်းကိုလာမယ်ဆိုလို့ရှိရင်တော့ဖန်လာမယ်ဆိုလို့ရှိရင်တော့လောကကားမြည်နေလာပါလမ်းတွေရမ်းကျန်းပါမောင်းတဲ့လူနဲ့စီရဲလူကအေးစေအနောက်မှာထိုင်တဲ့လူတွေကမှတိတ်မတက်ဖြစ်နေကြတယ် Holy shit bro ပြပဲရတဲ့ဘောရေကူးပါကူလို့ပြီးပါခင်ဗျာလော်လေးကတော့ဒီလောက်ပါပဲအကုန်လုံးကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်